ကိုကြီးကားအကြောင်းရှင်းကြမယ်ရေဒီယိုမဖွင့်ဘူးပဒင်းပေါက်မတက်ဘူးလေအေးပေးဆက်အလုံးမလုပ်ဘူးဒါတွေဖြစ်ရင်ဆိုင်ကိုပြေးပြီးသိမ့်နဲ့ချီကုန်မယ်လို့ထင်မိတယ်ဒါပေမဲ့ပြဿနာက fuse တစ်ခုပဲဖြစ်နေတယ်ဆိုရင်ကော fuse ဆိုတာလျှက်စစ်ပတ်လန်းတစ်ခုစီကိုကာကွယ်ပေးတဲ့အပိုင်းအစလေးပါဝင်ပေါ်လာရင် fuse ကပထမဆုံးပြတ်ပြီးပတ်လန်းကိုဖျက်တောက်ပေးတယ်ဒါမှကားမီးမလောင်ဘူးအဆင့်တစ် fuse ဘူးကိုရှာပါကားတွေမှာ fuse ဘူး2နေရာလောက်ရှိတယ် engine ကန်းထဲက fuse box engine မီးပန်ကာ ECU ကားအတွင်းကန်း fuse box radio ပဒင်းပေါက်မီးလုံးတွေ AC steering အောက် dashboard ဘေးဒါမှမဟုတ် glove box နောက်မှာအဆင့်နှစ်အဖုံးဖွင့်ပြီးဇယားကိုကြည့်ပါအဖုံးအတွင်းဘက်မှာ fuse diagram ဇယားပါတယ်ဘယ် fuse ကဘာအတွက်ဆိုတာပြတယ်ဥပမာ radio 15A headlight 10A power window 20A အဆင့်3ပြတ်နေတဲ့ပစ္စည်းနဲ့ဆိုင်တဲ့ fuse ကိုရှာပါဇယားထဲမှာမလုတဲ့ပစ္စည်းအတွက် fuse ကိုရှာပါအဆင့်4 fuse ကိုစစ်ပါ fuse ကိုဖြုတ်ပါပလာယာဒါမှမဟုတ်လက်နဲ့ညင်သားစွာဆွဲထုတ်ပါကောင်းတယ်အတွင်းကတတ်တူတန်းလေးဆန်နေတယ်ပြတ်တယ်တတ်တူတန်းလေးပြတ်နေတယ်မီးလောင်သွားတယ် fuse လဲနေပြတ်နေတဲ့ fuse ကိုထုတ်ပါတူညီတဲ့ ampere ဆိုတော့ ampere ရှိတဲ့ fuse အသစ်ဝယ်ပါဥပမာ 10A တို့ 10A ပဲသုံးပါ 15A မသုံးပါနဲ့ fuse အသစ်ကိုနေရာချိတ်ပါသတိထားရန်တမတ် ampere ထပ်ပိုမြင့်တဲ့ fuse မသုံးပါနဲ့ကားမီးလောင်နိုင်တယ် fuse ပြန်ပြတ်နေရင်လက်စစ်ပတ်လန်းမှာပြဿနာရှိတယ်ဆိုင်ပြပါဒါဆိုမေးခွန်း 10A fuse အစား 20A fuse သုံးလိုက်ရင်ဘာဖြစ်မလဲအဖြေကဝင်ပေါ်လာရင် fuse ကမပြတ်တော့ဘူးပတ်လန်းတစ်ခုလုံးပြတ်စီးပြီးကားမီးလောင်နိုင်တယ်ဒါကြောင့်တမတ် ampere အတိုင်းပဲသုံးပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ပင်တွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ